အင်္ဂါသာသမီမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုဇွန်လအတွက်တလတာဟောတရားကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာအင်္ဂါသာသမီမိတ်ဆွေအပေါင်းတို့အနေနဲ့ထူးထူးခြားခြားငွေဝင်လက်ရှင်လာတာမျိုးတွေကြုံရနိုင်ပါတယ်စုံမတက်ဖြစ်နေတဲ့ငွေတွေကျွေးတွေရှိရင်လည်းဒီကာလမှာပြန်ပြီးတော့ရလာတတ်ပါတယ်နည်းနည်းသတိပြုရမှာမိမိအိမ်မှာအသုံးပြုတဲ့စက်ပစ္စည်းစိန်ခံပစ္စည်းစတာတွေမှာအကြာခဏပြစ်တာထွက်တာမျိုးတွေကြုံရတတ်ပါတယ်။နောက်မိမိရဲ့အိမ်ကိုဖျားပုံတော်ရှင်တိဝတိပုံတော်တကူကြီးယဟန္တာပုံတော်တွေလည်းတနည်းနည်းနဲ့ကြွရောက်လာတတ်ပါတယ်ခင်ဗျာ။အဲဒါလိုကြွလာခဲ့မယ်ဆိုလို့ရှိရင်စီးပွားဖြစ်ပါလိမ့်မယ်။မိမိရဲ့အိမ်ကိုကိုဝင်ဆောင်တဲ့တွေရောက်လာမယ်ငကိုတွေကကိုဝင်ဆောင်တဲ့ရှိမယ်ဆိုရင်လည်းစီးပွားတက်မဲ့နမိတ်ပဲဖြစ်ပါတယ်တတိပြုဝမှာဒီကာလမှာကိုယ့်ရဲ့မိသားစုအရေးအိမ်တွင်းရေးမိသားစုအရေးတွေမှာပူပင်တော့ကများတတ်ပါတယ်အမှုခင်းရုံးကစတာမျိုးတွေနဲ့ပတ်သက်ရတဲ့ကာလမျိုးလည်းဖြစ်ပါတယ်နောက်ပညာရေးကိစ္စစာမေးပွဲကိစ္စတွေမှာအဆင်မပြေကြီးစွာကြုံရတတ်ပါတယ်အင်တာဗျူးကိစ္စတင်နန်းကိစ္စတွေမှာလည်းခက်ခဲဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ကိုမသွားခြင်းတဲ့ခရီးတွေအကြောင်းမျိုးနဲ့မထင်မှတ်ဖဲနဲ့သွားတတ်တာလည်းဒီကာလမျိုးပဲဖြစ်ပါတယ်နောက်အပူလောင်တာရက်စက်နဲ့ပတ်သက်ပြီးတော့ဓာတ်လိုက်တာမျိုးတွေပေါ့နော်ဒါတွေမျိုးတွေလည်းဒီကာလမှာဖြစ်တတ်ပါတယ်ဒါပေမဲ့ဆူဆူဝါဝါကြီးစိုးရင်ရလာအောင်တော့မဟုတ်ပါဘူးပေါ့နော်နောက်ပြီးတော့ကိုယ့်ရဲ့အထက်လူကြီးအကြီးအကဲစတာတွေနဲ့အစင်မပြေဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်အလုပ်နေရာပြောင်းရတာပေါ့နော်ပြောင်းရွှေ့ရတာအလုပ်ထွက်ရတာဒါမျိုးတွေလည်းကြုံတွေ့ရတဲ့ကာလဖြစ်ပါတယ်အဲ့တော့ဒီကာလမှာကံကောင်းစေတဲ့အယောင်ကတော့အဖြူရောင်ဖြစ်ပါတယ်ခင်ဗျာကံကောင်းစေတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်ကဏ္ဍလေးကဏ္ဍဖြစ်ပါတယ်ဒီကာလမှာအញ្ញခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်ပြုလုပ်ရမယ့်ရရာကတော့တနင်္လာနေ့မနေ့စောစောမှာမိမိရဲ့အိမ်ဖျားမှာကိုကာကိုလာအေး၄ခွက်ပေါ့နော်ကတ်လူပြီးတော့မှဆုတောင်းခြင်းအပြင်အញ្ញခိုက်တွေတက်တာပြည့်လျော့ပါပြီးတော့ကောင်းကျိုးချမ်းသာများရရှိစေပါလိမ့်မယ်ခင်ဗျာ